တန်းဆွေတဝဲရေးသားထားတဲ့မင်းတုံးမင်းတရားကြီးရေးဖွဲ့သည့်တိကဘာမြဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြမှာဖြစ်ပါတယ်။နားဆင်ပြကြပါခင်ဗျာ။မင်းတုံးမင်းတရားကြီးရေးဖွဲ့သည့်တိကဘာမြမင်းတုံးမင်းတရားကြီးသည်ခမဲတော်တာယောက်ဒီမင်းတရားကြီးလက်ထက်လွတ်တော်မင်းသားကြီးဘွားကပင်ကြပြလင်ကစာပေများကိုဖတ်ရှုလေ့လာခြင်းဆွေးနွေးခြင်းစသည်တို့ကိုပြုလုပ်တတ်ပြီးကိုရောတိုင်းပင်ကြပြလင်ကဖွဲ့နှဲ့စီကုံးတော်မူသည်ဟုအကိုကြီးဦးစိန်မောင်ဦးကပြောပြပါသည်စာရေးသူမှာအံ့ဩ၍မဆုံးနိုင်ပါယုံပင်မယုံနိုင်အောင်ဖြစ်ရသည်သို့တော့အကိုကြီးဦးစိန်မောင်ဦးကတက်တဲ့အထောက်ထားများနှင့်ဂဂနနပြောပြသဖြင့်သာလက်ခံလိုက်ရပါသည်မင်းတရားကြီးဘဝကပြုတ်ကြပြလင်္ကာစာပေဗဟုသုတအရာ၌တက်ကျွမ်းသူများနှင့်ဆွေးနွေးလေးရှိသည်ကွင်းဝင်မင်းကြီးအလောင်းလျာဦးအားတပသည်မင်းတို့မင်းတရားကြီးအမေတော်ရှိရာပြုတ်ကြပြလင်္ကာများနှင့်ပတ်သက်သည့်ခဲရခဲစစ်များကိုရှင်းလင်းဖြေကြားခဲ့ရသူဖြစ်သည်အလိုရှိရာအကြောင်းအရာများကိုချက်ချင်းဆက်ဆိုနိုင်သောအရေးချင်းများကိုနှစ်သက်တော်မူသောကြောင့်အမိန့်တော်ဖြင့်လူထွက်ပြီးဗန္ဒာစရေးအရာအဖြစ်အမှုထမ်းစေပါသည်မင်းတို့မတရားကြီးဖြစ်အထွတ်အမြတ်ရောက်တော်မူသောအခါ၌လည်းစာဆိုစလေဥပုံညကိုမင်းပြစ်မင်းထံမသိမ့်စေရဟု၍ဘေးမဲ့ပေးသနာတော်မူခဲ့သည်မင်းလာတင်ကြရာဖွဲ့အမည်ဖြင့်လက်ဖက်ရည်တော်အရာ၌ထားရှိမြောက်စား၍ရွာစီရွာကိုလည်းပေးသနာတော်မူခဲ့သည်နောက်ပိုင်းမြင်ကွင်းမြင်းခုံတိုင်အရေးချောင်းစလေဥပုံညကိုရန်ညိုးရန်စားရှိသူရွှေမြို့တော်ဝင်ဦးတာအိုးကအဆုံးစီရင်ခဲ့သဖြင့်မင်းတရားကြီးသည်ဝမ်းနဲ့နှမျောခြင်းကြီးစွာဖြင့်လူကိုခွေးသက်လေခြင်းဟုနှုတ်ပစ်တင်တော်မူသည်ဟုဆိုပါသည်ဒီကဲ့သို့ရှေးအောင်ပြုတ်ကြပြစာပေလင်္ကာများကိုအမျက်တနိုးလေလာသူစာဆိုကဝိပညာရှိတို့ကိုလေးစားသူမင်းတုံးမင်းတရားကြီးသည်ရန်ဖန်ရန်ခါစိတ်ကူးစိတ်တန်ရတော်မူသည့်အခါတွင်ကြပြလင်္ကာအတူအစလေးများကိုဖွဲ့ဆိုစီကုံးတော်မူပါ၏မြန်မာနှင့်1914ခုပြာသူလ1852ခုနှစ်ဒီဇင်ဘာလအတွင်းအသက်အန္တရာယ်မြင်သောကြောင့်မင်းတို့မင်းသားနှင့်ညီတော်ကနောင်မင်းတို့သည်ရတနာသင်္ခမြို့သို့ရုတ်တရက်ရှောင်သခင်ထွက်တော်မူကြရလေသည်ညီတော်ကနောင်မင်းသားကနောင်တော်နှင့်ကိုလုတ်တော်သားတော်သမီးတော်များအားဘေးကင်းရာသို့ပို့ဆောင်၍ရှေ့ပြားမှရတနာသင်္ခမြို့သို့ခီးပြင်နင်းစေသည်ကနောင်မင်းသည်နောက်တော်မှတိုက်ခိုက်၍ခုခံကာကွယ်ပေးသည်ဤသို့ရှေ့ပြားမှခီးပြင်နှင်းလေသောမင်းတို့မင်းတရားကြီးသည်ညီတို့စိတ်ကူးစိတ်တန်ရသည်မသည်အောက်ပါလေးစစ်ကိုရေးဖွဲ့တော်မူသည်ဆိုပါသည်ကောင်းမဖုံးဆောင်းလုံးနဲ့ရင်းရိုင်ကျမ်းပြင်မှာလျှော်မတဲတဲ့ကျမ်းပေါက်ကမြိုင်အဲကောင်းရဲ့ထိုင်အိမ်ခိုင်နဲ့မလဲကြီးအဲကြောင်ခိုနဲ့မြစ်ကောရာနေကြီးပျောက်မှာကွန်းထောက်တဲ့တဲညီနောင်တစ်ပါးရေတော်ပုံအောင်ရဲ့နောင်တော်၏အထီးအနှံ့ရရာကိုဆက်ခံရသောအခါမင်းတို့မင်းသည်ငယ်ချစ်ခင်တဲ့အားအေကမဟေသည်အရာ၌မြောက်စားထားရှိပါမည်ဟုရွှေတစားဖျား၌တစ္ဆာဆိုခဲ့သည်ဆို၏ညီတော်ကနောင်မင်းကနောင်တော်ပကံမင်းတရားကြီး၏နမတော်ယင်စัจ जा ဒဝီမိဖုရားကြီးကိုသာအေကမဟာတိအရာ၌ထားရန်လျှောက်ထားသည်ရင်းမင်းသမီးကြီးသည်ထက်မြက်ထူးချွန်သောဝေဒပညာရှင်မင်းသမီးကြီးတစ်ပါးဖြစ်သည့်အားလျော်စွာခမဲတော်တာယာဝတီမင်းတရားကြီးအားတိုင်းရေးပြည်နှင့်ပတ်သက်၍အကြံကောင်းညံကောင်းများဆက်တနိုင်သောကြောင့်မင်းမိတ်ဖြင့်တည်တံ့ကြနေသောရာဇဝတ်သားများကိုပင်ကဲ့တင်နိုင်သောသူအဖြစ်အတနာခံရသူလည်းဖြစ်ပါ၏ဤကဲ့သို့ဇာတိကုံပညာကုံတို့နှင့်ပြည့်စုံသောမင်းသမီးကြီးကိုမင်းတို့မင်းနှင့်ညီတော်ကနောင်မင်းတို့သည်ဥချကြော့ခဲ့ရသည်ချင်းဖြစ်ပါ၏ရှင်းရှင်းနှင့်ဘွင်ဘွင်မိန့်တော်မူတတ်သောကနောင်မင်းကမူညီလာခံတပင်ဆိုတာရှမ်းကိုပြည်တော်စော်ဖွားတွေနဲ့ကျုပ်ကကြော့ရတဲ့အခမ်းအနားဒီအခမ်းအနားမှာကျုပ်နောင်တော်နဲ့အမတော်သာရှစ်ခိုးနိုင်မယ်မတဲကိုဘယ်ကြော့နိုင်မလဲဟုမိန့်တော်မူခဲ့ပါ၏အကြောင်းကြောင့်မြောက်နန်းတော်မိဖုရားကြီးအရာနှင့်သာခြေနှံ့လိုက်ရသောခင်တဲ့ကိုမင်းထုံးမင်းတရားကြီးသည်ဂိယူနာတက်၍မဆုံးနိုင်အောင်ရှိတော်မူရှာပါ၏မင်းတို့မင်းတရားကြီးတည်ကုန်းတော်မူခဲ့သောမြောက်နန်းတော်မိဖုရားကြီးခင်တဲ့ဘွဲ့တီးထက်မှအပါအတိုင်းဖြစ်ပါ၏ရှင်မြတ်တာပုံမူလှချင်ငဲ့
ဗန္တကပုံလိုမြင်တိုင်းပရတာချိုတဲ့အမေအိုဒီလာပရေကျုံစန်တော်ကေမှာဖြူလေလေတူးရည်တနာခါတော်ကညွန့်ခွေကျင်ဖျားပွေထပ်ပွားမက်နဲ့နီပုံများနှင့်ချစ်အားကထက်မှန်တငယ်ပြန်အရွယ်ရောက်ဘယ်ကလောက်တွေးလို့မမှန်မိုးအိမ်သာတက်နံငယ်လိုက်စင်ရန်စကြမျိုးနဲ့ရှစ်ခိုးလို့အမေအိုလဲချင်လို့ငိုရှင်ဦးမို့စေတနာပူတဲ့မလဲလို့ငဲပါငဲ့လေအထက်ပါဒေးတက်ကိုရွေးဖွဲ့သောအချိန်တွင်မြောက်နန်းတော်မိဖုရားကြီးခင်သည်သည်တက်တော်60ကျော်လွန်လာပြီးဖြစ်သောအကြောင်းစံဖြူနာထိုင်ခါကိုင်းပရေတွန့်နေသောအဖွားအိုတူဖြစ်နေလေပြီမင်းတို့မိတရားအဖို့မှမူအမက်လွန်အခွန်တွန့်နေသောဗန္ဒကတရဲ့သည်ရတာချူမြက်လေးနဲ့ဇဲပင်ဖြစ်တဲ့ကဲ့သို့ငယ်ချစ်ခင်သည်ပေါ်၌ထားရှိသောမြစ်တာသည်လည်းခန်းချောက်ရုပ်လျှောသွားခြင်းမရှိထောင်ပစင်လန်းဆန်းခိုင်မြဲလျက်ရှိပါ၏တကြားမင်းသည်စัจ जा ယတနာနှင့်လာရောက်လျက်ခင်သည်ကိုနတ်ဒေဝီအလှပကေးတို့နှင့်အလဲအလျက်ပြုလုပ်ရန်ရှ िख ိုးဥတင်ငိုယိုတောင်းပန်လာတော့လဲငယ်ချစ်ခင်သည်နှင့်အလဲအလျက်မလုံနိုင်ကြောင်းရွေးဖွဲ့ထားသည်ကိုလေ့လာတွေ့ရှိရပါသည်တစ်ခေါက်ပြန်ဖတ်ပြချင်ပါတယ်ရွှေမြစ်တာပုံမူလာချင်ငဲ့ဗနကပုံလိုမြင်တိုင်းပရတာချိုတဲ့အမေအိုဒီလာပရေကျုံစံတော်ကေမှာဖြူလေလေတိုးရတနာခါတော်ကညွန့်ခွေကျင်ပြားပွေထပ်ပွားမက်နဲ့နီပုံများနှင့်ချစ်အားကထက်မှန်တငယ်ပြန်အရွယ်ရောက်ဘယ်ကလောက်တွေးလို့မမှန်မိုးအိမ်သာတက်နံငယ်လိုက်စင်ရန်စัจ जा မျိုးနဲ့ရှ िख ိုးလို့အမေအိုလဲချင်လို့ငိုရှင်ဦးမို့စေတနာပူတယ်မလဲလို့ညင်ပါငဲ့လေတဲ့မင်းတို့မင်းတရားကြီးတတိယမြောက်လက်ရမှာအလယ်နမ်းမတော်စင်ဖြူမရှင်မိဖုရားကြီးဝက်တေးထက်ဖြစ်ပါ၏အများသိရှိပြီးဖြစ်သည့်အတိုင်းအလယ်နမ်းမတော်ရှင်ဖြူမရှင်မိဖုရားကြီးကိုမြန်မာနှစ်1183ခုတစောင်းမုံလှပြည့်ကျော်73ရက်ကြာသာပတေးနှင့်1821ခုနှစ်နိုဝင်ဘာလ22ရက်နေ့တွင်စကိုင်းမင်းတရားကြီး၏အရှင်နမ်းမတော်မိဖုရားခေါင်းကြီးအဆောင်တော်တွင်မနောဟရီထီးဖြူတော်အုံမိုးလျက်ဖွားတန့်စင်တော်မူပါ၏အလယ်နမ်းမတော်စင်ဖြူမရှင်မိဖုရားကြီးသည်ရုပ်စင်းယူပကအနေဖြင့်အပြည့်စုံရမရှိလှပချုံးမွေသူဖြစ်ပါ၏သို့သောဒီပြူတော်ပွားမိဖုရားတစ်ပါးဖြစ်သည့်အားလျော်စွာအရာရာ၌စိတ်လိုတော်မူကြသည်ကများလျက်နှွဲ့ခြင်းစိုးခြင်းသောအမှုကြီးလည်းရှိတော်မူပါ၏အလယ်နမ်းမတော်မိဖုရားကြီးသည်တနိုင်မြသာအချိန်အတွင်းစာမဖွဲ့လောက်မမှုလောက်သောအမှုအခင်းငယ်များအားအကျယ်ချက်လျက်အလိုတော်မကျဖြစ်နေသည်ကိုမကြာခဏချော့မော့နေရသောကြောင့်တရားမင်းအားအကူအညီခေါ်ရအောင်မိအကြောင်းမင်းတို့မင်းတရားကြီးရေးဖွဲ့တော်မူခဲ့သောတိထက်မှာအောက်ပါတိုင်းဖြစ်ပါသည်ရာပြည်ပြည်ရှိပန်တာတိုင်းပူရအုပ်ဆောင်ညာနမ်းမအခေါင်ဘဲ့အယောင်မပြားစမ်းငွေလာတိန်စင်လို့နိုင်မမြင်ထီးပြူအောက်ဖွာတော်လေးဝနတ်မူနီလိုမတ်တူညီမချာတို့ပါသောစိတ်ထားမှာညက်အားတော်လွယ်လွန်ကျွဲတနာရီအချိန်လောက်အကောက်ကများလာပါတယ်မဖြစ်သည့်မူငယ်ကိုတီကာချဲညံချက်လို့ပူရှာဖွဲ့မကြည်လင်ညိုးမှန်ဖွဲ့စင်ရွှေစိတ်တော်တူကြည်လင်အောင်တကြားပင်လာဆန်းတော်လေဖော်ပြခဲ့သောမင်းတို့မင်းတရားအကြီးတေးထက်တိကဗျာများရေးရခြင်းအကြောင်းရင်းတို့ကိုတက်တဲ့အထောက်ထားနှင့်အကိုကြီးဦးစိန်မောင်ဦးကပြောပြ၍သာရှုံးခဲ့ရခြင်းဖြစ်ပါသည်မင်းတို့တရားကြီးကဲ့သို့သောသူကဤသို့တေးကဗျာများဆက်ဆိုလိမ့်မည်ဟုလုံးဝစိတ်မကူးမိပါယခုအခါအကိုကြီးဦးစိန်မောင်ဦးကကွယ်လွန်သွားပြီဖြစ်ပါသည်တို့ဖြစ်၍သူကဲ့သို့ဂယုဏဂဂနနပြောပြနိုင်မဲ့သူလည်းမရှိတော့ပါလူထုထော်အမကအကိုကြီးဦးစိန်မောင်ဦးကိုကျမကတမိုင်းနဲ့ပတ်သက်ရင်စားအုပ်လန်းကြည့်မနေတော့ဘူးသူ့ကိုပဲမေးလိုက်တယ်သူကကျမအတွက်တော့တမိုင်း encyclopedia ကြီးလေဟုပြောပြဘူးဒီကိုမှတ်မိနေပါသည်ယခုတော့ဒေါ်အမာဤတမိုင်း encyclopedia ကြီးပျောက်ကွယ်သွားလိမ့်ပြီမောင်တန်းဆွေတဝဲ